ဆိုရင်ချက်လုံးနေပြီငါလည်းခုဆိုရင်ချက်သင်ပါပြီဘဝတွေချဝေးသွားမှာဘာမှလည်းခုငါသိနေလည်းခုဆိုချတောက်ရှိလောက်ပြီငါတွေ့ဘူးတဲ့လက်ကချတယောက်စီငါယုံလိုက်ပါပြီနေတော့ခုဆိုအချစ်သစ္စာလောက်ပြီနေငါကိုမောင်းသွားတာလေဒါငါကြောင့်ပဲငါလုပ်တာပဲအားလုံးငါရဲ့ပြစ်တွေပဲနေချစ်သူသိဖို့ပြောချင်ရဲ့နေရဲ့ကြိုက်တွေနေမကြိုက်တဲ့စရိုက်တွေအားလုံးမင်းနဲ့ဝေးစေဖို့ကျေးဇူးပြုရဲ့ကွာမင်းငါတဲ့သူကိုမြန်လို့ပေးပါကျေးဇူးပြုရဲ့ကွာမင်းသူတဲ့နားလည်းမူများပေးပါငါနဲ့နှုတ်ပြောခဲ့တဲ့ဒီပန်းလေးညို့သွားမှမလို့လာတော့ပါကျေးဇူးပြုရဲ့ကွာဆုံးထိမင်းငါလို့ချစ်သွားပေးပါလို့လာတော့အဒီတော့ငါကိုငါထင်နေတာငါကမှန်တဲ့လူကိုအမှန်တဲ့လူဆိုပြီးတော့သူ့ကိုရံပဲမှုတပင်လဲမှုနောက်တပင်ကိုထုမဲ့ဆိုအဲ့ဒါလိုမျိုးကြံတဲ့လူမခံခဲ့ဘူးမင်းပြောတာတစ်ခုမှကိုငါလက်မခံခဲ့ဘူးဟုတ်ပါတယ်မင်းကနဲ့တွေ့ရင်မင်းတပြည့်ပြည့်ဆုံးရှုံးမှာပဲငါပွားတဲ့နေဝင်လာတာကိုပဲငါကရှုံးထုတ်တာနဲ့မင်းကိုမျက်လုံးရှုံးတာပဲပြောပြီးတဲ့သမုတ်ထုတ်တာပဲကိုဟုတ်လောက်ကလည်းချာသူလက်ဆက်ရှုံးတာမင်းသိလို့သွားလေငါပါပြမင်းတာလို့နားလေပဝေးချင်ပြောလို့ပြချလေငါမင်းကိုတိတ်လေကထားတဲ့ငါတလားတယ်မင်းကိုကတကယ်ပါတလားတယ်ခုစစ်စားရင်ငါချက်ပါတယ်ချစ်စိတ်တဲ့မောကသွားတယ်ငါကတကယ်တော့အချမ်းသမားပဲချက်ကတော့တလားတယ်မင်းကတော့ငိုတာပုံများတယ်မင်းကကိုလိုတာများတယ်ပိုတာချစ်တာကိုသိသားနဲ့ငါလည်းစားခဲ့ချစ်ဆိုတာတကယ်လည်းကားပဲမယုံကြည်လက်ဆက်သွားရင်မှာပဲပဝေးချင်ဝိုင်းကတားလည်းမင်းကမကချက်တီကထားတယ်ဟုတ်တယ်တာမတရားပဲဘာမှမင်းတော့မကြခဲ့ဝေခဖို့တတိအားနဲ့တောင်းမှနဲ့မင်းထွက်မသွားပါနဲ့ချောက်ချားသွားနဲ့ငါတောင်းမှနေတာပါကျေးဇူးပြုပြီးငါနားကိုပြန်လာကွာကျေးဇူးပြုရဲ့ကွာမင်းငါတဲ့သူကိုမြန်လို့ပေးပါကျေးဇူးပြုရဲ့ကွာမင်းသူတဲ့နားလည်းမူများပေးပါငါနဲ့လို့ပြောခဲ့တဲ့ဒီပန်းလေးညို့သွားမှမလို့လာတော့ပါကျေးဇူးပြုရဲ့ကွာဆုံးထိမင်းငါလို့ချစ်သွားပေးပါလို့လာတော့ဟာလူဆိုးပါမင်းရုံနဲ့မျောလေးချက်တွေကိုရိုက်ချိုးကတနေ့မှပဝေထိုးကမင်းရဲ့ဝဲကိုထိုးပါဒီလိုမျိုးစိတ်သက်တွေကဆိုးရွားခဲ့အဲ့ဒီတော့ငါရဲ့ချစ်ကပုံရက်ကိုထည့်ပါဝေါ်တော့ဝါတယ်ရိုက်စမ်းမကြည့်တဲ့သေးရင်ကပတ်ပတ်ကိုတစ်ချက်စီဟာကဲတဲ့တော့ကစမရှိတာသူ့လိုမဆိုတဲ့တက်တီပါနောက်ပြီးတော့မပြောတတ်ပါနဲ့စကားချက်တွေနဲ့ဟန်တီရခပ်ပြီးကွာကတော့ပဲဆိုတဲ့ကြောင်ပဲပါပြီးလားမင်းပြောတော့လို့သူပြန်ပြောပြီးသူကမင်းကိုတကယ်ထင်သေးသွားပြီသူ့ဘဝမှာမင်းမရှိလဲစင်ပြေတဲ့အိုတကယ်ဝေးသွားပြီတကယ်ဆိုမင်းကအပြောတဲ့တော့အိုစကလေးမမနီဝေးရပြီအိုက်ကလေးပါဒီချိန်လုံးကငါရဲ့ချစ်သူလေးကိုခုငါတတိယသည်တိတ်ကမဲတဲ့ကြောင်းနဲ့ကြိုးစားမဲကဖြောက်လိုက်ငါကောင်းတဲ့ငါခန္ဓာကိုအိုးစားခွဲအောင်ရှောက်ရိုက်လမ်းနဲ့ရှောက်လိုက်တတိယစိတ်တွေဝင်နှောက်လိုက်ကဲတော့အချက်ကငါတို့ကာဗွန်ဒိုင်အောက်ဆိုက်တိတ်ကမဲတဲ့ကြောင်းနဲ့ကြိုးစားမဲကဖြောက်လိုက်ငါကောင်းတဲ့ငါခန္ဓာကိုအိုးစားခွဲအောင်ရှောက်ရိုက်လမ်းနဲ့ရှောက်လိုက်တတိယစိတ်တွေဝင်နှောက်လိုက်ကဲတော့အချက်ကငါတို့ကာဗွန်ဒိုင်အောက်ဆိုက်